အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မိမိဆိုင်ပါလေအမြဲတမ်းရောက်ရတဲ့ရောက်အကောင်းဆုံးဆွဲကြိုးလေးတွေကိုမိမိအခုပြပေးခြင်းလို့ပါပထမဦးဆုံးအယောင်ရဆုံးကြိုးဆိုတော့ဒီကြိုးလေးပေါ့နော်ဒီကြိုးလေးကဆိုင်မှာရောက်တိုင်းပုံနေဗီဒီယိုတွေတင်လိုက်တိုင်းချက်ချမနေတဲ့ကြိုးလေးပေါ့နော်တင်လိုက်ပြီးဆိုတာနဲ့အကုန်ရောင်းထွက်သွားတဲ့ကြိုးလေးထဲမှာလည်းဒီဘောလုံးကြိုးလေးပါပါတယ်ရှင်ဒီကြိုးလေးကမိမိအပြင်မှာ14500ရောင်းပါတယ်ရှင်ဒီကျိုးလေးဆိုဒုတိယအယောင်ရဆုံးကျိုးဒီကျိုးကခစ်စားနေတာလဲကြာပြီဘယ်တော့မှယူမသွားဘူးမင်းတို့အရင်တော့ဆိုရင်လေတန်ကျိုးတွေကိုဘယ်တော့မှမယူသလိုပေါ့ဒီကျိုးလေးကိုဆိုရင်လေမမေဆိုင်မှာရောက်ပြီးဆိုတာနဲ့ချက်ချင်းလာယူကြတယ်အွန်လိုင်းမှာဆိုရင်လေဒီပုံလေးကိုပြလိုက်တယ်ဆိုတန်းပြီးချက်ကြရပါတော့ဒီကျိုးလေးကခစ်စားနေအရန်ကြာပြီပေါ့ဒါပေမဲ့လေဒီကျိုးလေးကိုနှစ်ရှည်လာများချက်နေကြစေပါဒါလေးကတော့ဒုတိယအကုန်မြန်ဆုံးကျိုးလေးပါရှင်ဒါကအရှိကကျိုးပုံစံလိုမျိုးမှစိုက်ကြီးတယ်ပါနော်အခုနောက်ပိုင်းယောက်ျားလေးတော်တော်များများဆိုရင်လည်းအသေးဝေးရတာယူလိုက်ဒီလိုမျိုးကျိုးကြီးလေးကိုဝေးကြတယ်ပေါ့နော်ဒီထက်ကြီးတဲ့ကျိုးဒီဇိုင်းတွေလည်းရှိပါတယ်ဒီ fancy လေးထဲကိုမှစီတက်လေးနဲ့ဝတ်ချင်တဲ့အယောင်လည်းခန့်ချင်နေဆိုဒီ stainless steel တွေကဒီလိုကျိုးလေးတွေကိုဝတ်ပါလို့မမေအကြံပြုချင်ပါတယ်ကဲနောက်ထပ်လူကြိုက်အများဆုံးနံပါတ်4နေရာမှာရှိနေတဲ့ only me ဘလင်းကျိုးနဲ့တန်ကျိုးဒီဇိုင်းလေးပါတကျူးလေးဝတ်ထားပေမဲ့ရွှေရောင်နေဖေးလက်နေအောင်ပေါ်ချင်တာဆိုရင်တော့ဒီဟာလေးယူပါဒါလေးဆိုရင်လည်းမင်းဆိုင်မှာရောင်းမလောက်ပေါ့နော်ကုန်ပြီဆိုရမ်းမေးကြတဲ့ကျူးလေးသူဆိုရင်ကျူးရောဟန်ချင်းရောရှိပါအောင်မရှင်ဒီလေးပြလေးကတော့ main ကလေးတွေရဲ့အသေးဆွဲပေါ့သူကဒီဒီဇိုင်းလေးကိုနှဆွဲလေးပဲတွတ်နက်ကပ်ပုံစံလေးပဲဖြစ်ဖြစ်ဒီလိုရွှေကျူးလေးပဲဖြစ်ဖြစ်အကုန်ကြိုက်ကြတာလေးပြလေးကိုကြိုက်တဲ့ fan တက်တက်ရှိရဲ့ဒါကိုကြိုက်ကြတာကျတော့ locket ကြီးတွေဆွဲကြိုးကြီးတွေမကြိုင်ဒီပုံလေးကလေအယူများဆုံးအကြိုက်များဆုံးဒါလေးကလည်းမမေအတွက်ရောင်းမလောက်စင်းတဲမှာသူပါပါတယ်